ဒီမှာချွတ်ထားတော့လေနည်းနည်းအညိုနီးကြောင်လေးဖြစ်နေလို့အားကြောင့်မလို့ပြန်ပြီးတော့အမဲလေးမှောင်ကျင်တော့အပေါ်ပိုင်းကတော့တဘာဝစပင်ဆိုပေမဲ့နည်းနည်းလေးတော့ညိုတယ်နော်နည်းနည်းလေးညိုတော့အရင်မဲတာမဟုတ်ပဲနည်းနည်းဒီစပင်လေးနဲ့လိုက်ဖက်တဲ့ကာလာလေးပြန်ပြီးချပေးလိုက်နော်စပင်ကအတူလေးတွေလည်းနည်းနည်းများတယ်ဆိုတော့စပင်ကလည်း weight လည်းတိတ်မရှိဘူးနော်အဲ့ဆိုနည်းနည်းလေး weight ရှိသွားအောင် treatment လေးယူမယ်အဲ့ဆိုစမတို့စလိုက်မယ်ဟုတ်ပလေးချက်တန်းကြည့်တာကြည့်ရလားဒီပင်လေးကလေအစအောင်ကဆိုနည်းနည်းဖွာလန်ချင်းနဲ့အခုမှနည်းနည်းဝဝကလေးဖြစ်သွားတယ်ကျေးဇူးပါကျေးဇူးတင်ပါတယ်